နှစ်ပေါင်း900ကြာပျောက်ဆုံးနေခဲ့တဲ့အချုပ်နည်းပညာရှုပ်ဝက်ချက်များကိုတည်ထားရင်နောက်ဆိုအထည်ဆိုင်အချုပ်ဆိုင်သွားစရာမလိုတော့ပါဘူးခြေအိတ်တွေပေါက်သွားရင်လွှင့်မပစ်ပါနဲ့အပေါက်ရဲ့ဘေးပတ်ပတ်လည်းအမှတ်6ခုကိုမှတ်ပြီးချုပ်လိုက်ပါဟိုနားတစ်ချက်ဒီနားတစ်ချက်ချုပ်ယုံတဲ့အပေါက်ကပျောက်သွားပြီးလှပတဲ့ကျယ်ပွင့်ပုံစံလေးဖြစ်သွားပါလိမ့်မယ်ရိုးရှင်းတဲ့အသုံးဝင်နေကြည့်လို့လည်းကောင်းပါတယ်ခေါင်းဆိုအင်ဂျီလက်ရှိလုံးနေရင်မဖြတ်ပါနဲ့ဒီချုပ်နည်းကအရန်သုံးဝင်ပါတယ်လိုတလောက်အရှိကိုတိုင်းပြီးချုပ်လိုက်ပါဘလို့လက်စကအမျိုးအစားမှမဆိုသုံးလို့ရပါတယ်နောက်ဆုံးမှာအချီကျိုးကိုခက်တင်းတင်းလေးဆွဲလိုက်ယုံနဲ့အင်ဂျီလက်ကတိုးသွားပါလိမ့်မယ်ခြေအိတ်ဟောင်းရဲ့အပေါ်ပိုင်းခြေချင်းဝတ်နေရာကိုဖြတ်ထုတ်ပါပြီးရင်အဲ့ဒီအပိုင်းကိုမမြင်ရတဲ့အချုပ်နည်းသုံးပြီးဆွဲထားအင်ဂျီလက်မှာဆက်ပေးလိုက်ပါအင်ဂျီလက်ကပိုရှိသွားပြီးနောက်ထပ်2 3နှစ်လောက်ထိဆက်ဝတ်လို့ရသွားပါလိမ့်မယ်ဘောင်းဘီခါတအားပွင့်နေရင်ခါးကြီးနေရင်ဒီနေ့ကိုသုံးပါဟိုဘက်တစ်ချက်ဒီဘက်တစ်ချက်အချီနဲ့လက်ချုပ်ပါဒီအတိုင်းထက်ခါလုပ်ပြီးနောက်ဆုံးမှာအချီကျိုးကိုဖြည်းဖြည်းလေးဆွဲလိုက်ရင်ခါးဆောက်ကအလိုသေးသွားပါလိမ့်မယ်ဂျင်းပေါင်းပြီးအချုပ်ချောင်းပြေသွားရင်ပြဲသွားရင်ပြဲနေတဲ့နေရာရဲ့ဟိုဘက်ဒီဘက်ကိုအချီကျိုးနဲ့ကူးရှက်ပြီးချုပ်ပါပြီးရင်တင့်တော်တဲ့အနေထားရောက်အောင်ကျိုးကိုဖြည်းဖြည်းချင်းဆွဲစီလိုက်ပါအချီကိုဆွဲပြီးပြန်ချုပ်လိုက်ပါမူလအချုပ်ချောင်းတိုင်းပြန်ချုပ်လိုက်ရင်အင်ဂျီကအစ်စ်အတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်အင်ဂျီလေပင်ဟိုက်နေရင်လေပင်ပေါ့နေရင်ဒီလိုချုပ်ပါအပေါ်တစ်ချက်အောက်တစ်ချက်အလှည့်ကျချုပ်သွားပြီးကိုလိုချင်တဲ့အနေထားရောက်ရင်အချီကိုဆွဲစီလိုက်ပါရိုးရှင်းပြီးကြည့်ကောင်းတဲ့လေပင်ပုံစံလေးရလာပါလိမ့်မယ်အင်ဂျီမှာအပေါက်ကြီးဖြစ်နေရင်အထက်ကနေအဆက်တစ်ခုခံလိုက်ပါပြီးရင်အစင်လိုက်အကြောင်း3ကြောင်းချုပ်ပေးပါနောက်ဆုံးမှာတော့အပေါက်နေရာလေးဟာတည့်ရပုံစံ3ရက်ဖြစ်သွားပြီးဖန်တီးမှုအစ်စ်တစ်ခုလိုလှသွားပါလိမ့်မယ်